အကျွေးတွေအများကြီးတင်ပြီးထွက်ပြေးသွားတော့ယူနာတယောက်တည်းသူ့ညီမလေးကိုရှာကျွေးနေရတာအကျွေးတွေနဲ့ဆိုတော့အိမ်မှာထမင်းစားဖို့တောင်ခက်ခဲတဲ့အခြေအနေနေ့ဘက်ကြောင်းတက်ညဘက် convenience store မှာအချိန်ပိုင်းအလုပ်လုပ်နေသူအရန်ကိုပင်ပန်းနေရတာတညမှာတော့ယူနာတယောက်အလုပ်လုပ်နေတော့စားသုံးသူတယောက်မစားပဲထားခဲ့တဲ့ဟမ်ဘာဂါတစ်ချမ်းကိုတွေးလိုက်တယ်ဘိုက်ကလည်းအရန်စာနေတော့အနက်လေးရှူကြည့်လိုက်မိတာအဲ့ဒီအချိန်မှာပဲဆိုင်ပိုင်ရှင်ကဝင်လာတော့လန့်ပြီးအမိုက်ပုံးနဲ့အမြန်ပစ်ထည့်လိုက်ရတယ်သူအေးဆေးပဲလုပ်နေပေမဲ့သူ့ပုံစံကလက်နေတာကိုဆိုင်ပိုင်ရှင်ကရိပ်မိသွားတယ်အမိုက်ပုံးတွေကဟမ်ဘာဂါကိုပြန်ကောက်ပြီးယူနာကိုစူးစူးရဲရဲကြည့်လိုက်တော့သူရမ်းရှက်သွားတယ်ဒါပေမဲ့ဆိုင်ပိုင်ရှင်ကအမိုက်တွေကိုစနစ်တကျမခွဲဘူးဆိုပြီးပဲစူတာမို့ယူနာလဲစိတ်သက်သာရသွားတယ်အဲ့ဒီညကအလုခ3000ရတယ်မများပေမဲ့သူ့ညီမလေးနဲ့သူ့တပတ်စာတော့စားလို့ရပြီပေါ့ဒါပေမဲ့အိမ်ပြန်လမ်းမှာလေပြင်းတိုက်ပြီးသူ့လက်ထဲကပတ်စံတွေလွင့်ထွက်သွားတယ်ယူနာလဲလိုက်ကောက်ပေမဲ့ပတ်စံတွေကလွင့်ထွက်သွားလိုက်နဲ့မမိနိုင်ဘူးနောက်ဆုံးတော့သူ့အရင်ကကြားဘူးတဲ့အဲ့ဒီအပန်းဖြစ်ဥယျာဉ်ဟောင်းရှေ့ရောက်နေမှန်း